အားလုံးပဲမင်္ဂလာပါကျွန်တော်နာမည်က UNH ဆိုတာဒီနေ့ကမှတော့ကျွန်တော်တောင်တက်နေကားကိုကျွန်တော်စောက်ပြသွားမှာပဲဖြစ်ပါတယ်ဒီနေ့ကစောက်ပြီးတာပါဒါပေမဲ့ဒီနေ့ကားကိုဒီတိုင်းထားတာမှမဟုတ်ပါဘူးနောက်ထပ်တစ်ခုစောက်မှာပါဟွာဘဝသားတို့တိအောင်လို့ပေါ့ကျွန်တော်ကဒီဟာကိုနဲ့ကျွန်တော်ကိုယ်တိုင်စဉ်းစားပြီးစောက်တာမဟုတ်ပါဘူးကျွန်တော် TikTok မှာကြည့်ရင်းနဲ့တွေးလို့ပါဟုတ်ပါတယ်ကျွန်တော် TikTok မှာကြည့်ရင်းနဲ့တွေးရပဲဖြစ်ပါတယ်ကျွန်တော်ဘာလို့လဲဆိုတော့ဒီဟာနိုးတယ်မီးနိုးတယ်ဟိုဟာနိုးတယ်ကျိုးနိုးတယ်ပြီးတော့ထိုင်ကောင်နိုးတယ်ထိုင်ကောင်ဆိုပေမဲ့တစ်သားထိုင်ကောင်မှနာတာဗျာခင်ဗျားတို့ဗလာတာတို့တစ်သားထိုင်ကောင်မှနာတာတစ်သားထိုင်ကောင်တက်နှုတ်ကြပါဗျာတစ်သားထိုင်ကောင်ကြမှာနာတာအေးတဲ့ကျိုးကပဲပြောက်သွားစားဆောက်ပြီနော်ခဲနာဆောင်းရင်ကောင်းမယ်အိမ်ဘေးနားမှာဆောင်းလိုက်အိမ်နောက်ထဲမှာဆောင်းမယ်အိမ်ဘေးနားမှာပဲဆောင်းလိုက်မယ်ဟုတ်ကဲ့စားဆောက်ပါပြီဒီလိုမျိုးနေကိုင်းတို့ပုံစံနိုင်တော့ပါဒါတောင်တက်အတွက်တောင်တက်တဲ့ချိန်မှာနှုတ်ဝက်ချမ်းနဲ့နှုတ်အပ်ပါတယ်ဟိုလိုတကားလိုပဲမဟုတ်ပါဘူးဒါပေမဲ့တခုစီရဗျတောင်မတက်ချင်တဲ့ဒီတိုင်းဆောက်ထားနေရပါတယ်နော်ဒီမဲ့ဘယ်နှခုခွာရမလဲတစ်ခုနှစ်ခုသုံးခုလေးခုခွာရမှာနော်လေးခုခွာရမှာနော်ဗလားတော့လေးခုခွာမှာနောက်ဖြစ်မှာတစ်ခုနှစ်ခုသုံးခုပဲခွာရအားရလေးခုခွာမှာနောက်ဖြစ်မှာဗလားတာတို့နော်သုံးခုလည်းမခွာပြင်းနဲ့ဗျာလေးခုခွာတာနော်စားဆောင်ပြီးတော့မှာပါမကြခင်နဲ့ပြီးတော့မှာပဲဖြစ်ပါရဲ့ဒီဗီဒီယိုက6မိနစ်စာဆိုတော့ကြတော့ခဏနေဆိုတော့ကျွန်တော်အပေါက်ကြီးနဲ့ဟိုနိုင်နဲ့မတင်တော့ဘူးနော်ဟိုနို TikTok နို YouTube ဟာနေနဲ့ပဲတင်လိုက်တော့မယ်နိနော်6မိနစ်တည်းဆိုတော့ねအဲ့လိုပဲတင်တော့ပါပေါ့ကျွန်တော်ねအဲ့နောက်ကြီးကြတော့ねကျွန်တော်အပေါက်ကြီးနဲ့မတင်ချင်ဘူးဗျာโอเคပြီးတော့အပေါ်မှာမီးရနိုင်ထားဟုတ်ကဲ့မီးထားရမှာပဲဖြစ်ပါရဲ့ဟာနောက်စမ်းမှာဒီဘေးမှာထိုင်ကောင်လေးတွေနိုင်ထားဟုတ်ပါတယ်ထိုင်ကောင်တွေနိုင်ထားအေးရေးတယ်မှာထိုင်ကောင်တစ်စောင်းဖြစ်ဟာစိတ်က